အားလုံးမင်္ဂလာပါဗျာအေရှာကြီးကနေကြိုဆိုပါတယ်ဒီနေ့မှာကတော့ကျွန်တော်ဒီနေ့ဝယ်ဖြစ်တဲ့လက်ကောက်ဖောက်ဆန်လေးနှစ်ခုရဲ့ကြောက်စီကြောက်သားအကြောင်းလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဘောလည်းအားလုံးဆရာပြောလို့လေကြောက်ကောကြီးနားနေလားဒီတော့တသိန်းဝယ်ကြောက်လို့နော်ဟိုက30ပေါ်ပါတယ်တသိန်းဝယ်ပြီးတယ်ကဲကြည့်အောင်ဗျာနော်ဒါလေးကတော့ကျွန်တော်ဒီနေ့ဝယ်ဖြစ်တဲ့လက်ကောက်ဖောက်ဆန်လေးတွေဖြစ်ပါတယ်ဟိုလက်ရထိုးပြီးသားပေါ့ဗျာနော်ဟောတော့ကြောက်စီကြောက်သားအနေနဲ့ကောင်းတယ်ဒါပေမဲ့လို့အသားတန်းတော့ဒါကြီးတော့မမြင်ဘူးပေါ့နော်ထဲထဲမှာတော့ကျွန်တော်တို့မောက်လေးတွေပါတယ်ပြီးတော့ဒီပန်းလေးတွေလည်းပါတယ်ပေါ့နော်ပန်းလေးတွေတော့မစိုးပါဘူးလာတယ်ပေါ့နော်ဒါပေမဲ့မောက်ပါတာတခုတော့နည်းနည်းလေးတော့တိမ်တော့မကြိုက်လောက်ပေါ့နော်ဒါပေမဲ့လို့ဟိုကြောက်စီကြောက်သားကောင်းတာဖြစ်တဲ့အတွက်စိုးတာတော့မစိုးဘူးပေါ့ဗျာကဲကြည့်အောင်ကျွန်တော်တမီနဲ့ထုံပြရမယ်နော်ကျွန်တော်တို့အသားတန်းဆင်းနေနေဆိုရင်တော့6ခွဲလောက်တော့ရှိတယ်ဗျနော်ဒါလေးဆိုရင်တော့ကျွန်တော်တို့ပပူးလုပ်လဲရတယ်ပေါ့နော်ပပူးလုပ်မယ်ဆိုရင်လည်းရတယ်ဝါရှာလုပ်မယ်ဆိုရင်လည်းရတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ပတိလုပ်မယ်ဆိုရင်လည်းရတယ်ပေါ့ကျွန်တော်ဒီຢာလေးကိုအဓိကဝယ်ပြတဲ့အကြောင်းရင်းကတော့ပတိလုပ်ဖို့အတွက်ဖြစ်ပါတယ်ဒါလေးဝင်မြပေးခြင်းဖြစ်ပါတယ်ဗျကြည့်ရှုအားပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ